တရေထက်ပေါ့နော်ပိုကြောက်တာပါလေ ဤစားဟောင်းဤစားဟောင်း ညီမငယ်ငယ်တော့တရေ6ခံရဘူးတဲ့အတွေ့အကြုံမှတ်မှတ်ရရတစ်ခုလောက် ရှိရယ်အခုနေတဲ့အိမ်မှာပဲနာမည်ခေါ်ပြီးတော့အဲ့လိုတောက်တန်နေပေးရ ရှိရယ်တိတ်မကြားသေးဘူးဟိုတလောမှာအဲ့တော့ကိုလာပြီးတော့ခောက်တာပြောဝုန်းနဲ့ခောက် အဲ့လိုတော့မရှိဘူးဗျ အရင်ဆုံးတကယ်လို့ ghost account ဖြစ်ခဲ့မှာအရင်ဆုံး6ရှင်တယ်လို့ရှိလား ဤစားဟောင်း yes go အရင်ဆုံးအဲ့လိုတကယ်ချင်းတွေကိုကောက်မှလေအဲ့လိုမျိုးတော့6ကျင်တယ်တကယ်လို့တရေပြုတ်သွားရော ဘာဖြစ်လို့လဲ အကျင့်မကောင်း ခင်းဆုံးတငယ်ချင်းတွေဟာလို့ brother ကိုယ်တိုင်တရေကောင်ဖြစ်မယ် ghost account ဖြစ်ခဲ့မယ်ဆိုရင်ပေါ့နော်ဘယ်လိုပုံစံမျိုး6ပါလဲ ကျွန်တော်ကတော့ကိုအကြိုက်ဆုံး6တဲ့ပုံစံကွာတရေကားရဲမှာမြင်ဘူးလားအဲ့လိုနန်းရန်တွေကတ်ပြီးတော့အဲ့လိုမျိုးတော့6ကျင်တယ် လုံလုံးကြီးကြောက်တော့6ပြည့်မယ်တေပေါက်ကြတော့တို့ဘာညာအဲ့လိုမျိုး6ပြည့်မယ် အရင်ဆွဲဆောင်မှုရှိအောင်6မယ် ဘယ်လိုမျိုး6ပါလဲပြလိုက်လို့ရပါလား သူရေချိုးနေတဲ့အချိန်တို့အိမ်သားတက်နေတဲ့အချိန်တို့6မယ် ကျွန်တော်အဲ့လိုအတန်နဲ့ပဲခြောက်ချင်တာပဲအဲ့လိုသူများတွေပဲလို့လူရုံလုံးမပြချင်ရုံလုံးပြရင်ပိုးကြောက်သွားအောင်ဗျာအတန်လောက်နဲ့ပဲအဲ့လိုမျိုးခြောက်လန့်နေတော့အဲ့လို အဲ့ဆိုရင်တရေထက်ပေါ့နော်ပိုကြောက်တာပါလေ ဤစားဟောင်းဤစားဟောင်း သူပဲ ဘာဖြစ်လို့လဲ အဲ့လိုပဲကြောက်ဖို့ကောင်း yes အကြောက်ဆုံးလူပြောရလားလူဆိုရင်တော့မရှိဘူးအဲ့လိုမျိုးတော့တကယ်မကြောက်ဘူးကောင်မလေးကအချစ်တာ